အားလုံးမင်္ဂလာပေါင်းနဲ့ပြည့်စုံကြပါစေခင်ဗျာကျွန်တော်ဒီကနေ့တောင်မွင်ဘေးနဲ့ပတ်သက်သောအရာကျွန်တော်လစ်လာတွေ့ရှိတဲ့အကြောင်းကိုတော့သူငယ်ချင်းတွေကိုကျွန်တော်မျှဝေပေးပါမယ်ခင်ဗျာစေတနာရှိရှိနဲ့မျှဝေပေးပါမယ်သူငယ်ချင်းတွေမထိခိုက်အောင်ပေါ့နော်တတိရရှိအောင်ရှုပ်ပြီးတော့လေတချို့သူငယ်ချင်းတွေကငါများဝါသနာပါတယ်တောလေဝါသနာပါတဲ့တငယ်ချင်းတွေလည်းရှိပါတယ်ဒါကျွန်တော်ကတငယ်ချင်းကိုချစ်လို့ပြောပြတာပါဒီတောင်မွင်ပွေးဆိုတာတကယ်ရှိပါတယ်ခင်ဗျကျွန်တော်လစ်လာကြည့်တာပါနော်ဒီနေရာကတော့ဘယ်လိုပြောမလဲဆိုတော့Greenswall နေရာပေါ့နော်သူတို့ခေါ်တာနော်ဒါဒီတောင်မွင်ပွေးရှိတဲ့အကြောင်းကိုတော့ကျွန်တော်ကြားလို့လစ်လာကြည့်တာကွာတနင်္ဂနွေပေါ့နော်တကယ်တွေ့ပါတယ်ခင်ဗျတစ်ချိန်တုန်းကတော့ YouTube မှာတော့တွေ့ဘူးတယ်ဟုတ်လားမဟုတ်လားဆိုတာကတော့မယုံဘူးအခုမှလက်တွေ့ကြကြနဲ့ဗီဒီယိုရိုက်ထားပါတယ်ခင်ဗျအစီကောင်းလို့ပါလို့လားသူကအေးဆေးပဲနေတယ်ဒါသူ့အမြင်ပဲကကျွန်တော်ဗီဒီယိုရိုက်တာကတော့သူအစားလေးပဲနေသေးတယ်ကျွန်တော်ဒုတ်ကလေးတွေသားကလော်ထုတ်ဖို့အစီကောင်းလားဆိုပြီးတော့သူကတော့လီမုံသာထွက်တယ်ခင်ဗျလီမုံသာထွက်တယ်ဆိုတော့ဒီကောင်အစီကောင်မဟုတ်ပါလားဆိုတာအဲ့ဒါမှကျွန်တော်သိပါတယ်နောက်ပြီးတော့ကျွန်တော်နည်းနည်းရွှေ့တာနဲ့သူကအမင်းကိုသူတွန့်လိုက်တယ်လူကိုကြိုက်ဖို့ဆိုတော့သူ့အမင်းကိုသူခါပြီးတော့ကွအစံငှက်ကလေးအစံလူနဲ့အဲ့ဒါကြောင့်မို့ကျွန်တော်ယုံနေပြီပေါ့ဒီတစ်ခါတော့နော်လက်တွေ့ကြတွေ့နေပြီကိုဒါမဲ့ဒီကောင်ရှိနေတဲ့နေရာကတော့တတိထားရမှဒီငါများဝါသနာပါတဲ့လူတောလေဝါသနာပါတဲ့လူကဖဏကြီးကြီးစီးရမယ်နော်ဒီလိုအခုချွတ်တွေ့ပြီးဆိုရင်တတိထားရတယ်ခင်ဗျာဒါလောက်နဲ့ပဲနော်ဒါလောက်ပဲပြောပြတာပါတတိပေးတာ